ဗုဒ္ဓသာသနာတော်တည်ကျမှုဆိုရင်ဝီနည်းဟာအသက်တမျှအရေးကြီးတယ်လို့ဆိုကြပါတယ်။ဒီနေ့ခေတ်မှာလူမှုရေးစီးပွားရေးရှုပ်ထွေးမှုတွေကြားမှာဝီနည်းတို့နဲ့အညီဘယ်လိုနေထိုင်ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းလမ်းညွှန်ပြတဲ့ယဟန်တစ်ပါးရှိပါတယ်။အဲ့ဒီပုဂ္ဂိုလ်ကတော့ရွှေပါရမီသာသနာလင်္ကာရအကျော်ဘွဲ့ရမဟာဝိရဒဆရာတော်အရှင်အဘယလင်္ကာရပဲဖြစ်ပါတယ်။ဆရာတော်လောင်းလျာကို1349ခုနှစ်တော်သလင်းလာဇန်1ရက်1989ခုနှစ်ဩဂုတ်လ24ရက်တနင်္လာနေ့မှာရခိုင်ပြည်နယ်စစ်တွေမြို့မိဇန်ရက်ကွက်မှာဖွားမြင်ခဲ့ပါတယ်။ခမည်းတော်ဦးထွန်းအေးကြိုင်နဲ့မဲတော်ဒေါ်ဝင်းသိန်းနူတို့ရဲ့မွေးချင်း၄ယောက်အနက်မှသာသနာအလင်းရောင်ကိုဆောင်ကျင်းမဲ့သားရတနာတစ်ပါးဖြစ်ခဲ့ပါတယ်။ပရိယတ္တိနဲ့ပရိပတ္တိအားထုတ်မှုများဆရာတော်ဟာအသက်14နှစ်အရွယ်1363ခုနှစ်မှာစစ်တွေမြို့အေးတော်ရဆရာတော်ထံမှရှင်သာမဏေအဖြစ်စတင်ဝင်ရောက်ခဲ့ပါတယ်။ဆရာတော်ရဲ့ထူးခြားချက်ကဇာပီတင်ကြားရုံနဲ့မကပဲဖောက်တော်ရမဟာစီပဏိတာယာမနဲ့ရွှေတောင်ကုန်းရည်သားတို့မှတရားဓမ္မတွေကိုလက်တွေ့ကြကြအားထုတ်ခဲ့ခြင်းဖြစ်ပါတယ်။1368ခုနှစ်မှာတော့တန်လင်းမြို့ဖောက်တော်ရမှာရေဦးဆရာတော်ကိုဥပ္ပစ္စေပြုပြီးမြင့်မြတ်တဲ့ယဟန်အဖြစ်သို့ရောက်ရှိခဲ့ပါတယ်။စာပေထူးချွန်မှုနဲ့ဘွဲ့တစိမ့်များဆရာတော်ဟာပရိယတ္တိစာပေမှာလည်းအလွန်ထူးချွန်သူပါ။တကြတိဟသာသနာလင်္ကာရစာမှုပွဲတွေကိုအောင်မြင်ခဲ့သလို1380ပြည့်နှစ်မှာတော့အလွန်ခက်ခဲလာတဲ့ရွှေပါရမီသာသနာလင်္ကာအကျော်ဘွဲ့ကိုပါဠိဘာသာတက်နဲ့ဖြည့်ဆူအောင်မြင်ခဲ့ပါတယ်။ဒါဟာဆရာတော်ရဲ့ပါဠိစာပေကျွမ်းကျင်မှုကိုတက်တည်ပြလိုက်တာလည်းဖြစ်ပါတယ်။ဝီနီအမေအဖြစ်ရနဲ့ယနေ့သာသနာပြုလုပ်ငန်းယခုအခါမှာတော့ဆရာတော်ဟာမော်ဘီမြို့မဟာဝိဟာရကျောင်းတိုင်မှာတိုက်အုပ်ဆရာတော်အဖြစ်၎င်းလဲကူမြို့မဟာဝိဟာရကျောင်းတိုင်မှာဗရဏနာယကဆရာတော်ဖြစ်၎င်းသာသနာပြုလျက်ရှိပါတယ်။ဆရာတော်ဟာပါဠိပါရဂူစာဝါတွေကိုပို့ချပေးနေတယ်လို့လူမှုကွန်ရက်မှာလည်းဝီနီနဲ့ပတ်သက်တဲ့ရှုပ်ထွေးတဲ့မိကွန်းတွေကိုဗုဒ္ဓရဲ့အဆုံးအမနဲ့အညီတိတိကျကျဖြေရှင်းပေးနေတာကြောင့်ဗုဒ္ဓဘာသာဝင်တွေအကြားအထူးကြည်ညိုမှုကိုရရှိနေတာဖြစ်ပါတယ်။အရှင်အဘရာလင်္ကာရဟာဝီနီတော်ကိုအသက်သွင်းရင်ပရိယတ္တိနဲ့ပရိပတ္တိညီညွတ်စွာသာသနာပြုနေတဲ့ခိတ္တသာသနာအာဇာနည်တစ်ပါးဖြစ်ပါတယ်။ဆရာတော်ရဲ့ဓမ္မလမ်းညွှန်မှုတွေဟာကျွန်ုပ်တို့လူသားတွေအတွက်အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်တဲ့အလင်းနိုင်တစ်ခုဖြစ်ပါတယ်။ဆရာတော်ရဲ့ဝီနီအမိအဖြေတွေကိုပုံမနာယူလို့ရင်မဟာဝိဟာရစာမျက်နှာကိုလည်းလေ့လာနိုင်ပါတယ်။ယခုလိုစိတ်ဝင်စားစရာတမိုင်းကြောင်းတွေကိုစောင့်မျှော်ကြည့်ရှုရဖို့ရွှေ family ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ခင်ဗျာ။အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။